အားလုံးပဲမင်္ဂလာပါရှင်မွန်လေး Oreo ဘော် YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မွန်လေးခုတင်ဆက်ပေးမယ့်ကာတွန်းပုံမြင်လေးကတော့ဝက်ဝန်ကြီးကိုဆိုတဲ့ကာတွန်းပုံမြင်လေးပဲဖြစ်ပါတယ်ရှင်ပုံမြင်လေးကိုမတင်ဆက်ခင်မွန်လေးရဲ့ Oreo ဘော် YouTube Channel လေးကို Like and Subscribe လေးနှိပ်ပေးသွားကြပါအောင်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ခါကတော့အုပ်တစ်ခုလေးကဝက်ဝန်မကြီးမှာဝက်ဝန်လေးနှစ်ကောင်ရှိတဲ့အကိုဝက်ဝန်ကလိမ်မာပြီးကုညီတက်ပေမဲ့ညီငယ်ကတော့ပြင်းရည်တယ်တနေ့မိခင်ဝက်ဝန်ကြီးနေမကောင်းဖြစ်နေလို့ဝက်ဝန်ကြီးကိုဟာအစာရှာထွက်လာကြတယ်မင်းကအရှိဘက်တောအုပ်စီသွားငါကအနောက်ဘက်တောအုပ်ထဲသွားရှာမယ်မုန်းမတဲ့ခင်ဒီအပင်အောက်မှာပြန်ဆောင်ကြတာပေါ့အင်းဝက်ဝန်ကြီးကိုလမ်းခွဲပြီးထွက်လာကြတယ်ညီငယ်ဝက်ဝန်ကတွေးတယ်တောထဲမှာအစာရှာရတာခက်တယ်ရွာဆက်ကစိုက်ခင်းတွေမှာတွားခူးရင်တက်တာမယ်ဟဲအဟာဟိုမှာတီးနှံတွေပေါ်မှပေါ်ပဲညီငယ်ဝက်ဝန်ဟာရာခင်းရှင်တွေထောင်ထားတဲ့ထောင်ချောက်မှာမိသွားလို့ကြောက်လန့်ပြီးအောင်ငုံနေတော့တယ်အကိုဝက်ဝန်ကတော့တောထဲမှာစူးစမ်းရှာဖွေလို့မကြခင်မှာပဲမိုးရီမြင်းနုနုတွေမုံလာဥနီနီရဲရဲကြီးတွေနဲ့တစ်သီးတွေရလာပြီးတစ်ပင်အောက်မှာသူ့ညီငယ်ပြန်လာကိုစောင့်နေတယ်အဲ့ဒီအချိန်မှာသူ့အနားကိုကြွက်ကလေးတစ်ကောင်ရောက်လာတယ်ဟာအသီးတွေပါလားကျွန်တော်ကိုနည်းနည်းပေးပါလားဟာရတာပေါ့ရော့ယူသွားကျေးဇူးပါပဲဗျာခဏကြာတော့ဘိုက်စာနေတဲ့မြောက်ကလေးထက်ရောက်လာပြန်တယ်မင်းစာနေတယ်ထင်တယ်အသီးနည်းနည်းယူသွားရော့ဟာအတော်ပဲအကိုဝက်ဝန်ရဲ့မုန်းတဲ့သွားပင်မဲ့သူ့ညီငယ်ပြန်ရောက်မလာလို့စိတ်ပူသွားတယ်ငါညီကတော့တခုခုဖြစ်နေပြီထင်တယ်အမြန်လိုက်ရှာမှအေးကဲကြပါဦးဟာဒါငါညီတမ်းမဲထောင်ချောက်မှာငါညီမိနေပြီအကိုဝက်ဝန်ဟာဘာလို့ရမှန်းမသိဖြစ်နေတော့မြောက်ကလေးရောက်လာတယ်ဘာဖြစ်လို့လဲဗျဟိုမှာငါညီလေးထောင်ချောက်မိနေလို့ကူညီပါအောင်ကွာဟာမပူနဲ့ကျွန်တော်တစ်ပင်ပေါ်တက်ပြီးဖြုတ်ပေးမယ်ဒီကြိုးတွေကိုတော့ကျွန်တော်မဖြတ်နိုင်ဘူးကိုချက်ကိုတွားခေါ်ပေးမယ်မကြမင်းကြောက်ကလေးရောက်လာပြီးကြိုးတွေကိုကိုက်ဖြတ်ပေးလိုက်တယ်ထောင်ချောက်ကလွတ်သွားတဲ့ညီငယ်ဝက်ဝန်လေးတိတ်ဝမ်းသာသွားတယ်နောက်ကိုကျွန်တော်မပြင်းတော့ဘူးလို့ဂရီပေးပါတယ်လူကြီးတွေစကားကိုလည်းနားထောင်ပါတော့မယ်ဝမ်းသာလိုက်တာကွာမင်းအခုလိုအမြင်မှန်ရတာမေမေသာသိရင်တိတ်ဝမ်းသာမှာလာမေမေစိတ်ပူနေလိမ့်မယ်အမြန်ပြန်ကြစို့ဒီလိုနဲ့ဝက်ဝန်ကြီးကိုဟာစားစရာတွေကိုထမ်းပြီးပြန်သွားကြတော့တဲ့ပုံမြင်လေးကတော့ဒါပါပဲရှင်အခုတင်ဆက်ပေးခဲ့တဲ့ဝက်ဝန်ကြီးကိုလေးဆိုတဲ့ကာတွန်းပုံမြင်လေးကိုအဆုံးထိကြည့်ရှုနားဆင်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်နောက်လာမယ့်ကာတွန်းပုံမြင်လေးတွေကြည့်ချင်ရင်လည်းမွန်လေး Oreo ဘော် YouTube Channel လေးကို Like and Subscribe လေးနှိပ်ပေးသွားကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်